အဲ့တော့ဒီကနေ့ဥပဒေဖရက်မှာရှိတဲ့မိတ်ဆွေတွေအကုန်လုံးကဒီဥပဒေကြီးကသူကောင်းကြောင်းကြီးမကြခဏပြောနေတာသူဆိုးကြောင်းမပြောတော့ဘူးလားငါတို့ကအောင်မသိရဘူးလားလို့ဒါမလို့တွေးကောင်းတွေးကြလိမ့်မယ်တွေးကောင်းတွေးကြလိမ့်မယ်ဘာလို့ဆိုဥပဒေကမကောင်းဆိုတဲ့ဒီကျက်လောကကိုဝင်လာတဲ့ကညင်ဆိုးတမိုင်းဆိုးဇယိုက်ဆိုးနဲ့ဆိုးမှန်သမျှအကုန်လုံးနဲ့ဥပဒေကဝင်လာခဲ့တာနော်ဝင်လာခဲ့တာဒီလိုဝင်လာခဲ့တာဘာဖြစ်လို့သိလားဒါမပြေလေလို့နော်ဒီဟာကတော့အကောင်းဒီဟာတွေကတော့အကောင်းဒါပေမဲ့ဒီဟာမပြေလေတဲ့အတွက်ကြောင့်မို့ဥတော်ညင်စိုးတမိုင်းစိုးဇယိုက်စိုးနဲ့ဝင်လာခဲ့ရအဲ့တော့မင်းတို့လည်းဒီလိုမဝင်ဟိုကြက်အခုမှစဝါနာပါတယ်ဒါတို့ကတော့ကြက်အခုမှစတည်တယ်ကြက်ဝိုင်းနဲ့အခုမှစပြီးဝင်တော့မှဥပတော်လို့ဇယိုက်မျိုးနဲ့မဝင်အောင်လဲဥတော်ဟိုးအရင် post မှာတွေကဥတော်မကောင်းတဲ့ညင်စိုးဇယိုက်စိုးအကြောင်းကိုပြောပြထားပြီအဲ့တော့ဥတော်ညင်စိုးဇယိုက်စိုးဘယ်လောက်ထိမကောင်းလို့ဥတော်မင်းတို့ဟိုဒါဖြစ်တတ်တဲ့အကြောင်းအရာလေးဟိုတစ်ခုလောက်ပဲပြောပြမယ်အများကြီးပဲဖြစ်ခဲ့တာအများကြီးပဲနော်အဲ့တော့အဲ့တစ်ခုကဘာအောင်ဆိုဥတော်မှာအရင်တော့ဂျုံကိုဆိုတဲ့ကြက်ကောင်ရှိတယ်ဥတော်ကလမ်းနေကြိုင်တာအဲ့ဒီဂျုံကိုဆိုတဲ့ကြက်ကကြက်စိတ်ကြက်သေးနဲတယ်သူဟာအိမ်မှာခွတ်လက်ပုတ်လိုက်တယ်လာသမျှအကြက်ကိုအကုန်လုံးခွတ်လိုက်အမွေးတစ်ပင်ပါမွေးတစ်ပင်မကျွတ်ဘူးခွတ်တယ်သူရိုက်တဲ့ဆိုင်နဲ့ဖက်တယ်မတဲ့အချိန်ပြည့်ရိုက်တဲ့ဒီလိုပဲလုပ်နေနောက်တစ်ဖက်သားသူကဤပုံကြီးလဲသွားတယ်အဲ့ကြရင်သူ့ဟိုဘာတစ်ဖက်သားထူလို့မရတော့ဘူးဆိုသွားတယ်လိုက်ကြီးအဲ့မဲ့သူညောက်ထိုးပြေးပြန်အဲ့တော့နှစ်ကြိမ်လောက်ပုတ်ပြီးတော့ဒါဆိုရင်တော့ငါစောင်းဝင်နေမပြေတာအဲ့တော့ငါဒီလောက်ကိုငါလုံးမယ်ဆိုပြီးတော့ဥတော်စချအဲ့မှာဂျုံကိုဖမ်းသွားဂျုံကိုဖမ်းပြီးတော့ဂျုံကိုသွားလဲဝိုင်းလဲတိုက်အောင်ဂျုံကိုကအပေါ်ကြီးဒီလိုပဲ100 200ပေါင်းအခုပဲခုပြီးသူကပြီးညောက်ထိုးပြေးပြန်အဲ့မှာဥတော်တဝိုင်းတုတ်ခဲ့ပြီနောက်တဝိုင်းသွားချရဲတုတ်ခဲ့ပြီနောက်တစ်ခါဥတော်တာငတ်ပြန်ပြီပြေလဲပြန်ဒုက္ခရောက်ပြန်သွားတာဥတော်ဂျုံကိုတက်ပြန်တော်မူသွားတာလူမသိတဲ့နေရာကိုသွားတာသွားရောဥတော်မိတ်ဆွေတွေပါဟောသွားဟိုလေးရောက်ဂျုံကိုချဒီလိုပဲ100 200ပေါက်ခုပဲဥတော်ဟိုဘက်ကကြည့်ပဲကြိုက်တော့ခိုးပြီးတုတ်တာဟိုလူတုတ်ခိုင်းဟိုလူနောက်ဆုံးကြတော့ဘာဖြစ်လို့ဆိုဂျုံကိုကအဝိုင်းမှာအဘိဓမ္မာပြန်အဲ့မှာဥတော်ကိုဆိုင်ကြပါထားခဲ့အဲ့မှာကိုနဲ့ပန်လာတဲ့ကောင်တွေကဆိုင်ကြပါကိုထားခဲ့အဲ့မှာဂျုံကိုပြန်လာတဲ့ခါကျတော့အိမ်ချံပေါက်ဝင်တော့ဂျုံကိုပြေးကွာတဲ့ငါလုံးမဂျုံကိုတဲ့သူတော့ဒီလိုမြေကြီးကိုကင်ပေါက်တော့ဂျုံကအဲ့ဘောတုံးလဲပြီးတော့ဒီလိုတန်းငယ်လူဖြစ်နေပြီပေါ့ဖြစ်နေတဲ့အချိန်မှာအဲ့မှာဂျူနိုးတက်ပြီးတော့ဂျူနိုးလေးပွက်လို့ဂျုံကိုအောက်မှာထားခဲ့တာအဲ့ဒါဂျူနိုးလေးပွက်လို့ဂျုံကိုတွားလဲဖမ်းလဲအောင်ဂျုံကိုကဟိုကနောက်ကတက်ချံပြီးမှာကောက်နဲ့ခြောက်သွားတာအဲ့နဲ့ဟိုနေမလုတ်တော့ပါတော့ကွာတနာပါရဲ့ငါတို့လုတ်ပြီးအကုသို့ပေါ်မှာဒုကောင်တွေကဆက်ပြီးတော့ဒီလိုအမျိုးဖိစီးတဲ့အတွက်ကြောင့်မလို့ငါတို့ဒီအကျိုးကိုခံစားလိုက်ရအဲ့တော့ငါတို့မလုတ်တော့နဲ့ကွာသူအဲ့ဂျုံကိုဟိုးလူမသိတဲ့နေရာတနေရာကိုအကောင်သားရဲ့တက်နဲ့သူ့ပေးလွတ်လိုက်တာအဲ့တော့မင်းတို့တွေနော်ဥတော်မှာညင်စိုးတမိုင်းစိုးဇယိုက်စိုးတွေရှိပါတယ်လို့ဝန်ခံထားတယ်နောက်ပြီးတော့တကယ်လို့ကြက်လောကတွေကိုဝင်ခဲ့ရင်လေဥတော်လို့မချိပဲနဲ့ငတ်နေပါစီဥတော်လို့ဇယိုက်မျိုးမမွေးကြဘူးနော်ဒီဇယိုက်မျိုးတွေနဲ့မရှင်းတန်ကြဘူးနော်အဲ့နောက်ပိုင်းမှာဥတော်ဆရာကြီးဥကဆိုင်နဲ့တွေ့တဲ့ချိန်မှာတင်ငန်းစာတွေဘ ഹു တုဒတွေရခဲ့ပြီးတော့ဒီနေ့ချိန်ကြီးဥတော်ကြက်နဲ့ပတ်သက်လို့ဘာတစ်ခုမှမကောင်းတာဘာတစ်ခုမှမလုပ်တော့ယူသားအရှင်းမတိုက်ခဲ့တာနော်ညင်စိုးတမိုင်းစိုးမဖြစ်တဲ့ကြက်သမားတယောက်ဖြစ်အောင်ကြိုးစားပါလို့ဥတော်ဒီနေရာဥတော်မသေးခင်လေးပေါ့ကွာမှားသွားခဲ့မယ်နော်ဒါကြက်သမားတိုင်းတော်တော်များများဟုတ်လား